una pit shete more na thao sashi engine hybrid နဲ့လာတယ် Kia က dual class နဲ့လာတယ်ဒီကောင်ကဘလူးတွေပါဝင်တယ်ဆိုရင်ကြုံတော့ပြပြီးမယ်ဒီမှာမိထိုးကလပ်ပြားနည်းနည်းကွယ်တယ်ကလပ်ပြားနှစ်ချက်ပါတယ်ဒီမှာမြင်နေရတာတစ်ချက်ပါတယ်ဒီဘက်ထဲထဲမှာမိမထိုးဒီတော့ထိုးကွယ်တယ်ဒီမှာတစ်ချက်ပါတယ်နှစ်ချက်ပါတယ်ကောင်းရကလပ်ပြားနှစ်ချက်နဲ့ဂီယာဘောက်ကိုအလုပ်လုပ်ထားတယ်ဒါကျူရကလပ်ဘာဖြစ်လို့နှစ်ချက်ပါလဲဆိုဒီကောင်တွေကဂီယာဘောက်ကိုကွန်ထရိုလာထိုးတဲ့ထိုးတံနဲ့ကျွန်တော်တို့မဲဦးနဲ့ထိုးတဲ့ထိုးတံလိုမျိုးရှေ့နောက်ထိုးတာရှေ့အတွက်135အတွက်ဆိုရင်သူကဒီမှာဒီကောင်ဖိမဲ့ကောင်ကလပ်ပြားကိုဖိမဲ့ကောင်ဒီကောင်တစ်ချက်ဖိတယ်245ဆိုရင်တခါဒီကောင်ကတစ်ချက်ဖိတယ်ဒီကောင်တစ်ချက်ဖိတယ်အဲ့ဒီကောင်တွေကိုဘလူးကဖိလဲဆိုဒီကလပ်ဘောတွေကဖိမယ်ကလပ်ဘောကလည်းနှစ်ဆင်သွားမယ်အပူးသွားပြီလေအပူးနှစ်ဆင်သွားမယ်ဒီကောင်ကဒီအလေကိုဖိမယ်ဒီအလေကိုဖိမယ်နော်ဒီကောင်ကဒီအလေဖိမယ်ဒီအပြင်ကအကြီးကဒီကောင်ကိုဖိမယ်ကျွန်တော်တို့ယူမုံရကားလို့ပဲရှေ့အတွက်တတွဲနောက်အတွက်တတွဲနှစ်တွဲအတွက်ကလပ်ဖိုက်ပါလဲနှစ်ချက်ပါတယ်ကလပ်ဘောလဲနှလုံးပုံစံမျိုးလောက်ထားတယ်နော်အဲ့ဒါကဒီကောင်ကကာရီမာGB5 တို့ဟွန်ဒါဖစ်ဒီကောင်ဆိုရင်ရှက်တယ်ဟွန်ဒါဖစ်ရှက်တယ်မိုဒယ်2018ဂျူရကလပ်နဲ့လာတာဒါလေးလဲပြီးသွားရင်လဲလန်နီးပြန်ပေးရတယ်နော်လန်နီးပေးလို့မအောင်ဘူးဆိုရင်လဲဂီယာမီတွေခုံတာတွေဂီယာတွေမယုံတာတွေကားရက်သွားတာတွေအဲ့ဒါတွေဖြစ်တယ်နော်အခုဒီကလပ်ဘောကိုဘာဘလူးကကစားလဲဘယ်လိုပုံစံကစားလဲဆိုတာကတခါပြပေးမယ်ဒီကလပ်ဘောတွေကိုမဒူကတွန်းပေးလဲဆိုဒီပေါက်တွေကနေပြီးတော့တွန်းတယ်ဒီပေါက်တွေဘယ်ကောင်တွေတွန်းလဲဆိုဒီမှာစီဘူးနှလုံးပါတယ်သူကမော်တာနှလုံးပါမယ်မော်တာနှလုံးပါတယ်သူကဒီတစ်ခုလိုချင်တယ်ဆိုရင်ဒီတစ်ပေါက်ကတွန်းမယ်ဒီအကြီးတစ်ခုကိုလိုချင်တယ်ဆိုရင်ဒီတစ်ပေါက်ကတွန်းမယ်အဲ့ဒီကောင်ကြီးကြတော့ဒီကြားတော့ဗျာဝါယာကနေသူ့အတင် PCU တွေဘာတွေကနေဒါတွေကတော့အလုပ်လုပ်မှာဒီကျွန်တော်ကတော့တဘောတရားလောက်ပဲရှင်းပြတာဒီကောင်ရဲ့ကလပ်အကြောင်းဘူလူတွေကတွန်းတယ်ဘယ်မော်တာတွေကလှုပ်တယ်ဆိုတာဒီကောင်တွေဆိုရင်တော့ဒီကောင်ကဒီလိုစွန့်မယ်ဗျာဒီလိုစွန့်မယ်ပြပေါက်ပေါ်မှာအထဲထဲမှာဒီလိုစွတ်ထားမယ်အပေါ်ကနေနော်ဒီလိုစွတ်ထားမယ်အဲ့ကောင်တွေကိုဘလို့အလုပ်လုပ်လဲဆိုတာတော့တစ်ချက်တစ်ခါထပ်ပြမယ်ကလပ်မိုးတွေဘလို့ကစားလဲဆိုတာသူဒီဘောက်မှာဆိုရင်တော့စီနဲ့တွန်းမှာဗျာကျွန်တော်ကတော့လီကန်းနဲ့ဆန်းပြမယ်ဒါပေမဲ့အတကုံတော့လေထိုးမထဲနဲ့ဒီကလပ်ဘောကြီးပေါ်မြောက်တက်တာများသွားရင်ကျွံသွားရင်ဝါရှာပက်တတ်တယ်နော်နည်းနည်းချင်းတော့ထိုးပြမယ်အဲ့ဒီကစားတဲ့အုံကကလပ်ဖိုက်ပါနှစ်ချက်ပါတဲ့အတွက်တစ်ချက်တော့ကစားမယ်နော်တအုံအတွက်ကစားမယ်ဟုတ်ပြီနောက်တုံကျတော့နောက်တစ်ခုတော့ကစားမယ်နော်ဟုတ်ပြီအဲ့လောက်ပဲထိုးတာကောင်းပါလေနောက်ပြီးသွားရင်တမိုးကြီးတယ်ပြက်သွားရင်ကျွန်တော်လည်းရောမနိုင်ဘူးနော်ဒါသူ့ရဲ့ကစားပုံကစားနည်းလေးကျွန်တော်လည်းအကြုံစုံလေးတိတိလောက်တက်လောက်ရှင်းပြတာပါဒါကတော့ဂျူရကလပ်အုံကြီးနော်